အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ပြောချင်တဲ့အကြောင်းလေးက stock market ကြီး crash ဖြစ်တော့မှာလား stock market ကြီး crash ဖြစ်ရင် stock တွေဘယ်လိုဖြစ်မလဲ investment လုပ်ထားတဲ့လူတွေ stock တွေကိုဘယ်လိုကာကွယ်မလဲကိုယ့်ရဲ့ investment ကိုဘယ်လိုကာကွယ်မလဲဆိုတဲ့အကြောင်းဖြစ်ပါတယ်အဲ့ကြကျွန်တော်တို့ဒီ American stock market ကြီးကတကမ္ဘာလုံးကစောင့်ကြည့်ရတဲ့ stock market ကြီးဖြစ်ပါတယ်ကမ္ဘာမှာအကြီးဆုံးဖြစ်တဲ့ကုမ္ပဏီကြီးတွေအကုန်လုံးက American stock market ကြီးနှစ်ခုဖြစ်တဲ့ NYSE နဲ့ Nasdaq မှာတင်ထားပါတယ်ဒါကြောင့်မို့လို့ American stock market ကြီး crash ဖြစ်ရင်တကမ္ဘာလုံးကစီးပွားရေးတွေကိုထိခိုက်တတ်ပါတယ်ဒါကြောင့်မို့လို့ American stock market ကြီးဘယ်တော့ crash ဖြစ်မလဲ American stock market ကြီးကျရင်ဘယ်လောက်ကျမလဲဆိုတာလူတွေစောင့်ကြည့်နေကြပါတယ်အခုတကယ်နာမည်ကြီးကဘာမှာနာမည်အကြီးဆုံးဖြစ်တဲ့ investor တူဖြစ်တဲ့ Warren Buffett ကဒီ American stock market ကြီး crash ဖြစ်မယ်တန်ဖိုးတွေဖောင်းပွားနေတဲ့အတွက်သူ့ရဲ့ stock တွေကိုရောင်းပြီးတော့ငွေစင်ကင်ထားတာတစ်နှစ်လောက်ရှိပါပြီအဲ့ဒီမှာကျွန်တော်တို့ market ကြီးကိုဘယ်တော့ crash ဖြစ်မလဲဆိုတာမသိပင်မဲ့ market ကြီးကတန်ဖိုးတွေဘလောက်တက်ပြီးဖောင်းပွားနေတဲ့ဟာကိုကြည့်တဲ့အဓိကနီလန်ကြီးနှစ်ခုရှိပါတယ်ပထမနီလန်ကတော့ Buffett indicator လို့ခေါ်ပါတယ်เนาะသူကဘာနဲ့ရှင်ကြည့်ရလဲဆိုသူ Buffett indicator ရဲ့သဘောမှာဒီမှာပြထားရင်အဲ့ဒီ stock market ဒီတစ်ခုလုံးရဲ့တန်ဖိုးနဲ့เนาะ market cap လို့ခေါ်တယ် GDP နဲ့နှိုင်းတာအဲ့ကြတော့ तू ကဒီမှာပြထားတာဒီ stock market ကြီးတစ်ခုလုံးပေါ်မှာရှိတဲ့ stock တွေရဲ့တန်ဖိုးက market GDP တိုင်းပြည် GDP ရဲ့90%အောက်ရှိရဆိုရင် तू က under value ဖြစ်နေ stock market ကြီးဖြတ်မြပေါ့အကုန်လုံးကเนาะအဲ့ဒီမှာ तू က160ကျော်သွားရင်เนาะဒီ stock market ရဲ့တန်ဖိုးကဥမာတိုင်းပြည်ရဲ့ GDP ထုတ်လုပ်စွမ်းက100ဆိုပါစို့เนาะဒီ stock market ပေါ်မှာရှိတဲ့ stock တွေရဲ့အားလုံးတန်ဖိုးက160ဖြစ်နေရဆိုရင်ဒါ over value အခုဒီနေ့9ရက်ဒီ2026 6လပိုင်းမှာဘယ်လောက်ဖြစ်နေလဲဆို231တောင်ဖြစ်နေတာတွေ့ရเนาะဆိုတော့အဲ့ကြတော့ stock market ဘယ်တော့ crash ဖြစ်မလဲဆိုတာမသိဘူးဒါပေမဲ့လက်ရှိအချိန်မှာ stock market ကြီးဒီအရန်ကို over value ဖြစ်နေအဲ့ကြတော့ပညာရှင်တွေကကြည့်တဲ့အချိန်မှာ indicator တစ်ခုလည်းမကြည့်ဘူးနောက်ထပ်တစ်ခုကိုအထပ်ပြီးကြည့်နောက်ထပ်တစ်ခုကြည့်တဲ့ဟာကြတကယ်နာမည်ကြီး Yale professor Shiller Robert Shiller ကြည့်တဲ့ဟာသူက Shiller ratio လို့ခေါ်တယ်เนาะ Yale professor သူကကြတော့ဘာကိုကြည့်ရလဲဖြန်းမြ stock market ရဲ့เนาะ price to earning เนาะသူ့ရဲ့လက်ရှိရောင်းနေတဲ့ဈေးနှုန်းနဲ့เนาะ price ဈေးနှုန်းနဲ့သူ့ရဲ့ earning သူပေးတဲ့အမြတ်အချိုးစားဘလောက်ဘယ်နှစနဲ့အယောင်းဝယ်ဖြစ်နေလဲဆိုတာသူကြည့်အဲ့လိုကြည့်တဲ့နေရာမှာသူဘာသွားတွေ့လဲဆိုတော့เนาะတကယ် stock market ကြီးเนาะတကယ် crash ဖြစ်တဲ့အကြီးဆုံး crash ဖြစ်တဲ့ခဲ့တဲ့2000เนาะ1999မှာ Shiller P ratio က 42.7 တိတက်အခုဒီ2025 2026မှာShiller P ratio ကအခုဆို39.8 40ဒီမှာကြည့်လိုက်ရင်သူပြထားတယ်เนาะ stock ဒီအကုန်လုံးဒီအရန်ကိုတန်ဖိုးတက်နေတယ်ဆိုတဲ့ဟာเนาะ over value ဖြစ်နေဆိုတဲ့ဟာကိုဒီမှာတွေ့ရเนาะဒါကြောင့်မို့လို့လေ Warren Buffett ဒီ stock တွေကိုသူရောင်းပြီးတော့ bond လို့ခေါ်တဲ့ treasury ကိုသူဝယ်ထားတယ်အဲ့ကြလက်ရှိ2026မှာ Warren Buffett ရဲ့ portfolio ကြည့်လိုက်ရင် stock 40% cash and T-bills ဆို treasury bill 40% private business 20%ပုံမှန်အားဖြင့်သူဒီမှာ stock တွေ80%လောက်သူကင်ထားတယ်เนาะဆိုတော့အဲ့ကြတော့ကျွန်တော်တို့အဲ့လိုမျိုး stock market crash ဖြစ်တော့မယ်ဆိုရင် stock ကင်ထားတဲ့လူတွေ
ဘလိုမျိုးစီမံခန့်ခွဲတဲ့လဲဆိုတဲ့ဟာကိုကျွန်တော်တို့တကယ် stock market crash အကြီးဖြစ်ခဲ့တဲ့1999နဲ့2000ပြည့်နှစ်ကအခြေအနေတွေကိုတကယ်အခြေအနေတွေကိုကျွန်တော်သွားပြန်ပြီးတော့ back testing နဲ့ကျွန်တော်တို့ကြည့်ပါเนาะအဲ့ကြတော့ကျွန်တော်ဒီမှာပေးထားတယ်เนาะ back test เนาะ software နဲ့ကျွန်တော်1999ခုနှစ်ဇွန်လကနေ2004ခုနှစ်ဇွန်လ9နှစ်စာပေါ့ကျွန်တော်စမ်းကြည့်လိုက်အဲ့ဒီမှာကျွန်တော်ဘာစမ်းကြည့်လဲဆိုပထမတစ်ခုอ่ะเนาะ US stock market မှာသူကဒီမှာရွေးလို့ရတယ်သူက1000ရင်းနှီးမြှုပ်နှံပြီး access class ဆိုကျွန်တော် access class ကိုရွေးလိုက်အဲ့မှာ US stock market เนาะသူကဖြန်းမြရွေးလို့ရတယ် US stock market ရွေးမလား US large cap လားသူအဲ့ကြ US stock တွေအားလုံးကိုဖြန်းမြကိုစားပြုရ US stock market ကိုကျွန်တော်60เนาะ long term treasury ဆိုတော့ဘုံပြော40ကျွန်တော်ရွေးလိုက်တယ်เนาะဒါပထမဟာ60 40ဒုတိယဟာကျတော့ဘွန်းနေကြီးကျွန်တော်ရွေးလိုက်တယ်100ရာခိုင်နှုန်းเนาะဒုတိယ portfolio ဘွန်းလုံး only တတိယ portfolio ကြတော့ကျွန်တော်က stock တွေကြီးရွေးလိုက်တယ်100 US အဲ့ကြဒီ3ခုကိုကျွန်တော်ရှင်းကြည့်ဘယ်ကာလအတွင်းမှာလဲခုန stock market ကြီး crash ဖြစ်တယ်1999ကနေပြီးတော့2004ခုနှစ်1999ကစပြီး2000ခုနှစ်မှာ crash ဖြစ်တယ်အဲ့ကြကျွန်တော်အဲ့ဒါကိုဒီမှာ back test portfolio ဆိုပြီးကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာဒီ9နှစ်အတွင်းမှာเนาะပြန်ရတဲ့ K ကာကိုပဲကျွန်တော်တို့အဓိကကြည့်ပြန်ရတဲ့ return ကเนาะဒီမှာဒီ1000ကဒီ9နှစ်အတွင်းမှာ14000ဖြစ်သွားတယ်ဘွန်းကအမြင့်ဆုံးရ9.48 K က stock ကြီးဝယ်ထားတဲ့လူကเนาะ -0101 -0.01% ဖြစ်သွားstock 60ဘွန်း40ဝယ်ထားတဲ့လူကเนาะ K က 3.25 ရာခိုင်နှုန်းရတယ်เนาะဆိုတော့အဲ့မှာကြည့်လိုက်ရင်ဘွန်းဒီเนาะအဲ့လိုမျိုး stock market crash ဖြစ်တဲ့အချိန်မှာတက်လေရှိလူတွေဒီ stock ကိုပြစ်ပြီးတော့ဘွန်းသွားဝတ်တယ်ဘွန်းတန်ဖိုးတွေတက်เนาะဘွန်းတန်ဖိုးတွေတက်ပြီးတော့ဘွန်းကဒီမှာဖြန်းမြ9နှစ်ဆိုတော့တစ်နှစ်ကို10ရာခိုင်နှုန်းတော့เนาะ9ရာခိုင်နှုန်း10ရာခိုင်နှုန်းတော့ဘွန်းကဒီကာလအတွင်းမှာဘယ်ကာလအတွင်းတော့1999ကနေ2004ကာလအတွင်းမှာတက်သွားတာတွေ့ရတယ်เนาะအဲ့ကြတော့ဟုတ်ပြီကျွန်တော်ကเนาะအဲ့ဒီကာလအတွင်းမှာပဲကျွန်တော်ဘာနဲ့ထပ်ပြီးတော့စမ်းကျင်လဲဆိုတော့ကျွန်တော်เนาะဒီကာလအတွင်းမှာเนาะကျွန်တော်1999ကနေ2004ကာလအတွင်းမှာကျွန်တော်နောက်ထပ်တစ်ခုပြန်စမ်းလိုက်ဒီတစ်ခါလူတွေစိတ်ထဲမှာမေးတယ်เนาะအမြဲတမ်းမေးတယ်ရွှေရောမထည့်သင့်ဘူးလားအဲ့ကြကျွန်တော်3မျိုးထည့်လိုက်เนาะပထမတစ်ခုကကြတော့เนาะ stock 50เนาะဘွန်း30 920နောက်တစ်ခါဒုတိယဟာကျဘွန်းကိုအများဆုံးထည့်တယ်ဒုတိယ stock ဘွန်း50 30 20တခါနောက်ဆုံးတစ်ခုကရွှေအများဆုံးထည့်လိုက်ရွှေကို50เนาะထည့်ပြီးကျွန်တော်အဲ့ဒါစမ်းကြည့်လိုက်เนาะနောက်ဆုံးမှာဘယ်သူကတာเนาะဒီဘွန်း50နဲ့ရွှေ50ထည့်ထားတဲ့ကောင်တစ်ခုက stock 50တဲ့ပိုတာအဲ့ဒီမှာ950ရာခိုင်နှုန်းထည့်ထားတယ်เนาะ portfolio ကနည်းနည်းလေးပို့ပြီးသားဟိုကောင်ကဒီမှာကနန်းကိုမကြည့်ရနဲ့ကီကာကိုကြည့်ရင်ဘွန်း90ရာခိုင်နှုန်းထည့်ထားတဲ့ကောင်ရဲ့ return percentage က 9.55 ဆိုရင်950ရာခိုင်နှုန်းထည့်ထားတဲ့ portfolio ဒီပါလေးပေါ့ 9.69 ရเนาะဆိုတော့အဲ့ကြကျွန်တော်တို့ဖြစ်ခဲ့တယ်ဒါတွေကတကယ် data ပေါ့အခြေခံထားတာเนาะတကယ်1999ကနေ2000မှာဖြစ်တာပေါ့2004အထိသူ့ရဲ့ကြရက်ကသွားတယ်အဲ့ဒီဖြစ်တဲ့အချိန်တွင်မှာတကယ် data တွေပေါ့အခြေခံပြီးတော့အဲ့အချိန်မှာရွှေတွေ store တွေဘွန်းတွေဘလို့เนาะအပြန်အလှန်เนาะအလုတ်လုတ်လဲဆိုတဲ့ဟာကိုကျွန်တော်ဒီမှာကြည့်လိုက်အဲ့ကြတော့ဒီမှာကြည့်လိုက်ရင်ရွှေထဲ့တဲ့ဟာတာတယ်လို့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ investment လုပ်တဲ့အချိန်မှာရွှေကိုတကယ် professional investor တွေကဝယ်မထည့်ဘူးဘာဖြစ်လို့ရွှေသည်ဘွန်းနဲ့အဓိကကွာတဲ့အချက်ကဘွန်းကအတိုးရရွှေသည်အတိုးမရအဲ့ကြကျွန်တော်တို့ခုနာကာလာအတွင်းမှာကြည်လိုက်ရင်ဘွန်းသည်အကြိုက်ဆုံးเนาะဘာဖြစ်လို့ဘွန်းသည်အကြိုက်ဆုံးလဲဘွန်းသည်အဲ့အချိန်မှာအတိုးလဲရတယ်လူတွေကဝိုင်းဝယ်တဲ့အတွက်ကိုဘွန်းကိုနည်းနည်းလေးစောစောဝယ်ထားအဲ့ကောင်ဘွန်းက
တန်ဖိုးလဲတက်တယ်အဲ့ကြဘွန်းဝယ်ထားတဲ့အတွက်တန်ဖိုးလဲတက်တယ်သူ့ရဲ့ငကိုမူလတန်ဖိုးလဲတက်တယ်အတိုးလဲရရွှေရကြတော့တန်ဖိုးမတက်ဘူးတန်ဖိုးပဲတက်တယ်အတိုးမရငွေမဝင်ဘူးဒါကြောင့်မို့လို့ investor ကြီးတွေကမကြိုက်အဲ့ဒါကြောင့်မို့လို့เนาะ investor တွေအကုန်ခုနပြောတဲ့ Warren Buffett ကအစရွှေဝယ်မထားဘူးဘွန်းဝယ်ထားအဲ့ကြတော့ဘွန်းဝယ်ထားတဲ့အတွေ့တကယ်တမ်း stock market crash ဖြစ်တဲ့အချိန်မှာဘလို့ဖြစ်တယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာကြည့်ရအဲ့ကြတော့เนาะထားပါတော့ကျွန်တော်တို့ portfolio မှာ stock တစ်ခုကဒေါ်လာ1သန်းဝယ်ထားတယ်เนาะအဲ့ကြတော့အဲ့ဒီအချိန်မှာထားပါတော့ stock market ကြီးက 40% ကျသွားမယ်ဆို1သန်းတန်နဲ့เนาะ stock portfolio stock တွေဒီထဲမှာ10ခုအခု20အခု30ရှိမယ်ဒေါ်လာ6သိန်းပဲကျန်တော့เนาะ 40% ကျအဲ့ဒီမှာနောက်တစ်ခါเนาะနောက်ထပ် investor တယောက်ကဒီဒေါ်လာ1သန်းကိုသူကစဝယ်တယ်ဒေါ်လာ6သိန်းကို stock เนาะ60ရာခိုင်နှုန်းဒေါ်လာ4သိန်း40ရာခိုင်နှုန်းဘုံဝင်ထားတယ်အဲ့ဒီအချိန်မှာခုနအတူတူပဲเนาะ stock market က40ရာခိုင်နှုန်းကျသွားအဲ့ကြတော့သူ့ရဲ့ဒုတိယလူရဲ့ stock က6သိန်းကနေ40ရာခိုင်နှုန်းကျသွားတဲ့အတွက်သူ့ရဲ့ stock က3သိန်း6သောင်းပဲကျန်တော့အဲ့ဒီအချိန်မှာเนาะဘုံကတက်သွားတယ်ခုနကျွန်တော်အကြမ်းမြင့်ဆိုတစ်နှစ်10ရာခိုင်နှုန်းတော့တက်တာပေါ့နော်အဲ့ကြ10ရာခိုင်နှုန်းတော့တက်သွားတဲ့အတွက်ဘုံ40ရာခိုင်နှုန်းဝယ်ထားတယ်4သိန်းဘိုးက4400ဖြစ်သွားအဲ့ဒီ4400ဖြစ်သွားတဲ့အချိန်မှာတကယ် investor တွေကဘာလုပ်လဲသိလားအဲ့ဒီတက်လာတယ်ဘုံကပတ်စံတယ်ဟိုဘက်ကကျသွားတယ် stock ကိုတင်းကျုံဝင်ဒီပထမလူဝါကြတော့ तू ကဘာမှလုပ်လို့မရတသန်းဘိုးလုံး तू က stock ဝယ်ထားတဲ့အတွက်သူ့ portfolio ထဲမှာ6သိန်းကျသွားတဲ့အချိန်မှာအဲ့ဒီကျတဲ့ stock တွေကိုရောင်းရင် तू ရှုံးပြီ။ तू အရှုံးနဲ့ထွက်လိုက်ရတယ်လို့ဖြစ်သွား။အဲ့ကြ तू ဘာမှလုပ်လို့မရဘူး။ तू ပတ်စံထပ်ထည့်ခြင်းထဲအဲ့ဒီမှာကျွန်တော်တို့လူငယ်စကားနဲ့ပြောရင် stock ကြီးဝယ်ထားတဲ့ investment လုပ်ထားတဲ့ portfolio ရှိတဲ့လူဟာနော် stock market crash ဖြစ်တဲ့အချိန်မှာငုတ်တုံမိဘာမှလုပ်လို့မရ။အဲ့ဒါမှမဟုတ်ဘဲနဲ့ခုန stock ကို60ရာခိုင်နှုန်းဘွန်းကို40ရာခိုင်နှုန်းဝယ်ထားတဲ့လူဟာနော်ဘွန်းတန်ဖိုးတက်တဲ့အတွက်အဲ့တန်ဖိုးတက်တဲ့ငွေကိုပြန်ထုတ်ပြီးတော့တန်ဖိုးကျတဲ့ stock ကိုအဲ့ဒီအချိန်မှာဘိုးဝယ်အဲ့ကြ stock market လည်း recover ပြန်ဖြစ်သွားတဲ့အချိန်မှာသူ့ရဲ့ portfolio ကြီးကတန်ဖိုးတက် stock တွေလည်းတန်ဖိုးပြန်တက်သွားနော်ဆိုတော့ကြောက်မို့လို့ခုနတကယ်ဆရာကြီးဖြစ်တဲ့ Warren Buffett တို့ကအဲ့ဒီဥစ္စာကိုကြိုးမြင်တဲ့အတွက်နော် stock တွေကိုရောင်းပြီးတော့နော် stock နဲ့နော် stock ကို40ရာခိုင်နှုန်းဘွန်းကို40ရာခိုင်နှုန်းဘွန်းအပေါင် cash ပေါ့အဲ့ဒါကိုသူကင်ထားတာဖြစ်တယ်နော်ဆိုတော့အဲ့ကြတော့ခုနပြောတယ်ရွှေရကြတော့မြတ်ကောင်းမြတ်နော်ဒါပေမဲ့အခုနဒီတကယ် investment လုပ်တဲ့ investor ကြီးကရွှေကိုမကြိုက်ရွှေဒီ income ဝင်ငွေမပေးဘူး generate မလုပ်ဘူးတန်ဖိုးတက်တက်ရှိရပဲလားအဲ့ကြအခုနပြောတယ်ဘုံကိုဝယ်တဲ့အတွက်ပို့ပြီးတော့သေကြတယ်ရွှေတယ်နော်တန်ဖိုးလည်းတက်တယ်နော်ဝင်ငွေလည်းရတယ်နှစ်ဖက်ရတယ်6ထောင်2ချောင်းနဲ့ထောက်ထားအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့နော်ဒီ stock market crash ဖြစ်ခံဒီအချိန်ကာလဘယ်တော့ဖြစ်မလဲဆိုတာဘယ်သူမှမသိဘူးသေချာတော့ကျွန်တော်တို့ရှေ့မှာပြောသလိုနော် stock market ကြီးက over value ဖြစ်နေအဲ့ဒီကာလအတွင်းမှာအလုံးတင်ဆုံးကအခု Warren Buffett ကရှေ့မှာမမကြီးပြနေတယ် stock တွေကိုရောင်းပြီးတော့နော်ငွေစင်သုံးဖို့ဘွန်းတွေကိုကင်ထားတဲ့တခါသမိုင်းအရာပြန်ကြည့်ရင်လေနော်ဘွန်းဒီနော် stock တွေပို့ပြီးတော့အဲ့ဒီ crash ဖြစ်တဲ့နေရာမှာသူ return ပို့ရတယ်ဆိုတာတွေ့ရတယ်နော်အဲ့ကြတော့ကျွန်တော်တို့ဒီမှာ stock ကြီး investment လုပ်ထားတဲ့လူတွေနော်တတိထားပြီးနေတဲ့ကာလရောက်နေပါပြီဒါလေးကိုကျွန်တော်ဒီမှာ highlight လုပ်ပြီးပြောချင်ပါတယ်နောက်ပတ်ဒီမှာလဲ stock market crash ဖြစ်တဲ့အချိန်မှာဘယ်လောက်ကြာတယ်ဘယ်လို stock တွေဝယ်ထားတင်တယ်ဆိုတာကိုလေဒီ stock market crash series ကနေကျွန်တော်ထပ်ပြီးပြောပြသွားပါမယ်ကျေးဇူးတင်ပါတယ်